က်စုံနေတဲ့ခိုင်နှင်းဝေအခုပဲပြန်ပေါ်လာပြီးပြတ်ထပန်ဆက်လန်ဖြစ်စဉ်နဲ့ပတ်သက်တယ်လို့ကိုယ်တိုင်ထွက်ရှင်ပြီးပဲဖြစ်ပါတယ်။မနေ့ကလေးကပုတ်ပါအပြင်အဆက်အသွယ်ပြတ်တောက်နေလို့တနိုင်ငံလုံးကစိုးရိမ်တကြီးစောင့်ကြည့်နေခဲ့ရပါမယ်။ပရဟိတမင်းသမီးလေးခိုင်နှင်းဝေအခုပဲပြန်ပေါ်လာပြီးသူမရဲ့ဝန်ထမ်းတွေနဲ့ပတ်သက်တဲ့နောက်ဆုံးရအခြေအနေတွေကိုကိုယ်တိုင်ပဲထွက်ရှင်ခဲ့ပါတယ်။ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ပြည်သက်တွေအားလုံးကစိတ်ဝင်စားရှိနေကြပါတယ်။မေလ23ရက်နေ့ကပုတ်ပါကနေပကံကိုအသွားပြတ်ထပန်ဆက်လက်ဒေါင်းလန်းနီရွာမှာသူမရဲ့ဝန်ထမ်းတချို့တာစီထိမ့်သိမ်းခံခဲ့ရတဲ့ဖြစ်စဉ်ဟာအားလုံးကိုပဲတကယ်ပဲထိတ်လန့်စေခဲ့ပါတယ်။ဒါပေမဲ့အဆိုပါဖြစ်စဉ်မှာခိုင်နှင်းဝင်းနဲ့ကိုယ်တိုင်ပါဝင်ခြင်းမရှိတော့လဲဝန်ထမ်းတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားတဲ့အတွက်ငွေချေးတောင်းခံမှုသတင်းတွေနဲ့အတူပြည်သက်တွေကြားမှာစိုးရိမ်မှုတွေအပြင်းအထန်မြင့်တက်နေပါတယ်။ပုတ်ပါတောင်ပြတ်ထပန်းစံလန်းဆိုတာအထက်လန်းဆရာတွေနဲ့နတ်မင်းကြီးတွေစံပယ်ရလျှို့ဝှက်စမ်းကြယ်မှုတွေနဲ့ပြည့်နှက်နေတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။နောက်ပြီးတော့ပြတ်ထပန်းစံလန်းဒီလန်းဟာရှေ့ရခင်ကမင်းမှုတန်းတွေပဲတွာလာတဲ့လန်းခုခါမှာတော့တောအရနှက်ပြီးတရဲတစ်စေ6လန့်တက်တယ်လို့နာမည်ကြီးရဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။နိုင်တွေကြာလာတာနဲ့အမျှအဖွဲ့သားတွေကြားမှာစိုးရိမ်စိတ်တွေမြင့်တက်လာခဲ့ပါတယ်။လမ်းပြပေးမဲ့သူမရှိအမောင်တို့ကကြီးစိုးလာချိန်မှာဘာသာရေးအထိတ်ထန်တွေပရိတ်ရွတ်တာတွေနဲ့စိတ်ကိုထိန်ချုပ်ခဲ့ရပါတယ်။ဒေသခံတွေပြောကြချက်အရတော့ဒီလမ်းဟာလူသွားလမ်းမဟုတ်ပါဘူး။လူသူသွားရောက်မှုအရန်နေပါတယ်။နောက်ဆုံးမှာတော့အားလုံးရဲ့ဆူတောင်းမှုတွေကြောင့်မတ်ခိုင်နှင်းဝင်းတို့အဖွဲ့ဟာဘေးကင်းစွာနဲ့လက်မှန်မော်ကိုပြန်ရောက်ခဲ့ပါတယ်။ဒါဟာတိုက်ဆိုင်မှုလားဒါမှမဟုတ်ပုပ္ပါတောင်ရဲ့လှုပ်ဝက်ချက်တစ်ခုလားဆိုတာကိုညှင်းခုန်စရာဖြစ်နေတော့မှာပဲ။ဒါပေမဲ့တချို့သောပြည်သက်တွေကဒါသွေးရိုးထုံးစံပဲလားဒါမှမဟုတ်ပြန်ပေးဆွဲခံရတာလားဆိုပြီးတော့မေးခွန်းတွေရှိလာကြပါတယ်။ဒီကောလာဟာလာကဘာကြောင့်ထွက်ပေါ်လာတယ်လဲပထမဆုံးအချက်ကတော့အချိန်ပါပဲ။မတ်ခိုင်နှင်းဝင်းတို့အဖွဲ့ဟာနိုင်ရီပေါင်းများစွာအဆက်အသွယ်ပြတ်တောက်သွားခဲ့ပါတယ်။ဖုန်းလိုင်းမမီတဲ့ပြတ်ထပန်းဆက်လိုနေရာမျိုးမှာရှောင်နေတာကြောင့်ပြည်သက်တွေကစိုးရိမ်လို့ပြီးအမျိုးမျိုးခက်မှန်းခဲ့ကြရကနေပြန်ပေးဆွဲခံရတာဖြစ်နိုင်တယ်ဆိုတဲ့ကောက်နှုတ်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်။နောက်တစ်ချက်ကတော့အဲ့ဒီဒေသရဲ့နေမြေအခြေအနေပေါ်စိုးရိမ်မှုတွေကြောင့်ပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါဟာခိုင်လုံတဲ့အထောက်အထားမရှိဘဲလူမှုကွန်ရက်ရဲ့ဖောင်းပွားနေတဲ့သတင်းအမှားတွေသာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အခုတော့ခိုင်နှင်းဝေကိုယ်တိုင်အတည်ပြုချက်အခုလေးတင်ထွက်ပေါ်လာတဲ့သူမရဲ့ရှင်းလင်းချက်အရထိမ့်သိမ်းခံခဲ့ရတဲ့ဝန်ထမ်းတွေဟာမေလ14ရက်ညနေပိုင်းမှာပဲအနေရကင်းကင်းနဲ့ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းသိရှိရပါတယ်။ဝန်ထမ်းတွေကိုလာရောက်ရွေးထုတ်ဖို့ခေါ်ဆိုမှုတွေရှိခဲ့ပေမဲ့အဖွဲ့သားအလုံးဘေးကင်းရာကိုပြန်လည်ရောက်ရှိသွားပြီဖြစ်တယ်လို့ပြည်သက်တွေအလုံးစိတ်အေးနိုင်ပြီဖြစ်ပါတယ်။ခိုင်နှင်းဝေရဲ့သတင်းစကားအရသူမရဲ့ဝန်ထမ်းတွေအတွက်စိတ်ပူပေးကြတဲ့ပြည်သက်တွေကိုအထူးကျေးဇူးတင်ရှိကြောင်းနဲ့ဒီဖြစ်ရဟာခရီးသွားပြည်သူတွေအတွက်လမ်းခရီးလုံခြုံရေးကိုအထူးသတိထားဖို့သတိပေးချက်တစ်ခုဖြစ်ခဲ့ရပါတယ်လို့ဆိုပါတယ်။ခရီးသွားပြည်သူများအနေနဲ့လည်းနေမြေအခြေအနေကိုသေချာစုံစမ်းပြီးမှသွားလာကြဖို့အထူးလိုအပ်နေပြီပဲဖြစ်ပါတယ်။ကဲအခုလိုစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုအချိန်နဲ့တပြေးညီစဉ်ဆက်မပြတ်တင်ဆက်ပေးနေအောင်ပါမို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါအောင်ရှင်။တာယာချမ်းမြေ့သောနေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေရှင်။